ဇလန်တို့ရိုက်ပေးနေတဲ့ဒရိုက်တာကြီးဦးစီအောင်မောင်ကမင်းညနေ9နာရီကရေမတော်တဆဖြစ်ခဲ့တယ်လို့သိခဲ့ရုပ်ဆောင်မေတန်းနုရဲ့ခင်ပွန်းဟောင်းမင်းသက်မောင်မောင်ရဲ့ဖခင်ဒရိုက်တာဇီအောင်မောင်မောင်ရင်အစည်းတဲ့ဖြစ်နိုင်15ခန့်မှာကွယ်လွန်ဆုံးပါသွားပြီလို့သိရတယ်ရှင်အားလုံးမင်္ဂလာပါ MK YouTube Channel ကြိုဆိုလိုက်ပါတယ်ဒီနေ့တစ်ဆက်ပြင်ဒီခွန်လေးကဒီခွန်လေးဖြစ်ပါတယ်ဒီခွန်လေးကဒါတရုတ်ဆောင်တဲ့တရားရာဇီအောင်မောင်မောင်ပေါ့နော်ဒီကတ်တက်ပြီးတော့ဒီဆုံးပေါ်သွားတဲ့ဒီခွန်လေးပေါ့နော်ဒီခွန်လေးဒီမှာတော့ဒီပြည်တော်ရှင်းပြထားရပါတော့ကျွန်တော်ရဲ့မျိုးလေဘူးရက်ရအနေနဲ့ပြည်လေဝိမဲ့တွေဆက်ပလေခြင်းဖြစ်တဲ့ဒါကြောင့်ကျွန်တော်ပြည်လေအဆုံးတက်ရပါကြည့်ရှုပေးဖို့ဖိတ်ခေါ်ချင်ပါတယ်ဒါဆိုတော့ကျွန်တော်ပြည်လေဆက်လိုက်အောင်ပြောပြခြင်းတဲ့အကြောင်းအရာလေးကတော့ရုပ်ရှင်တရုပ်ဆောင်မေတန်းနုရဲ့ခင်ပွန်းဟောင်းမင်းသက်မောင်မောင်ရဲ့ဖခင်ဒရိုက်တာဇီအောင်မောင်မောင်ရင်အစည်းတဲ့ဖြစ်တဲ့အကြောင်းလေးပါရှင်မနေ့က9ရက်5လ2025နေပြည်တော်စပူသီရိမြို့နယ်ဆေးရုံအနီးမှာပေါ့နော်တစ်ဖက်ဘယ်ဘက်ရင်ကျောကနေမောင်းနှင်လာတဲ့ကားကရှေ့ကကားကိုကြော်တက်ပြီးတော့ညာဘက်ရင်ကျောမှာမောင်းနှင်လာတဲ့ဒရိုက်တာဇီအောင်မောင်မောင်တို့ရဲ့ကားကိုဝင်တိုက်တာပေါ့နော်ဝင်တိုက်ပြီးတော့ဒီရင်တိုက်မှုဖြစ်ပွားတယ်ပေါ့နော်ဒရိုက်တာဇီအောင်မောင်မောင်နဲ့အတူအမျိုးသား3ဦးလိုက်ပါလာလေလို့သိရတယ်ရှင်ဒရိုက်တာဇီအောင်မောင်မောင်ကတော့ပေါင်လေရိုးကျိုးသွားတယ်ပေါ့နော်ပေါင်လေရိုးကျိုးသွားတယ်အခြားအမျိုးသား3ဦးကတော့ထိခိုက်ဒဏ်ရာအနည်းငယ်ပဲရရှိတယ်လို့သိရတယ်ရှင်ဒရိုက်တာဇီအောင်မောင်မောင်ကအသက်အန္တရာယ်စိုးရိမ်စရာမရှိဘူးပေါ့နော်အဲ့လိုမျိုးသိရတယ်ရှင်ဂရင်ထောင်ဆေးရုံမှာဆက်လက်ပြီးတော့ operation ဝင်ပြီးတော့ဆက်လက်ပြီးတော့ကုသနေတယ်လို့သိရပါတယ်ရှင်အဲ့အကြောင်းလေးကိုပြောပြတာပါနော်ခုပြောပြခြင်းတဲ့အကြောင်းအရာလေးကတော့ရုပ်ရှင်တဲ့ဗီဒီယိုဝါရင်တရုပ်ဆောင်ဦးမောင်မောင်မြင့်ပေါ့နော်ဦးမောင်မောင်မြင့်ဟာဒီနေ့မေလ9ရက်5လ2025မနေ့10:15ခန့်မှာကွယ်လွန်ဆုံးပါသွားပြီလို့သိရတယ်ရှင်ဦးမောင်မောင်မြင့်ဟာရုပ်ရှင်တဲ့ဗီဒီယိုပေါင်းများစွာကိုရိုက်ကူးခဲ့တယ်ပေါ့နော်ဒါရိုက်တာအနေနဲ့လည်းအရည်ချင်းပြေဝစွာဒါရိုက်တာလုပ်ခဲ့တယ်ပေါ့နော်ပြီးတော့မောင်မောင်မြင့်တခုမှဆိုတဲ့နာမည်နဲ့ကြပြာပေါင်းများစွာကိုလည်းရေးခဲ့တဲ့အမှုပညာရှင်တူဖြစ်ပါတယ်ရှင်လေးစားအားကြရတဲ့အမှုပညာရှင်ကြီးပါဒီနှမျောတတ်မိပါတယ်ပေါ့နော်မင်းသားပြည်ငိမ့်ရဲ့ဖခင်လို့သိရတယ်ရှင်ဦးမောင်မောင်မြင့်ဟာဒီလူကြီးယောဂနဲ့ပေါ့နော်အသက်ဆုံးပါသွားချိန်မှာအသက်63နှစ်ရှိပြီလို့သိရတယ်ရှင်စိတ်မကောင်းစရာသတင်းလေးပေါ့နော်အဲ့ဒီအကြောင်းလေးကိုပြောပြတာပါရှင်ကူကိုအခုဇလန်တို့ရိုက်ပေးနေတဲ့ဒရိုက်တာကြီးဦးစီအောင်မောင်ကမင်းညနေ9နာရီကရေမတော်တဆဖြစ်ခဲ့တယ်လို့သိခဲ့ရပါတယ်အသက်အန္တရာယ်မစိုးရပေမဲ့ဘယ်ဘက်ပေါက်ရိုးကျိုးသွားတယ်လို့စိတ်မကောင်းစွာသိခဲ့ရပါတယ်ဒရိုက်တာကြီးဦးစီအောင်မောင်အမြန်ဆုံးပြန်လဲတက်တာပါစေလို့ကူတီနေကနေဆုတောင်းပေးလိုက်ပါတယ်ရှင်စကားလေးပဲပြောပါအောင်ပါရဲ့တကယ်ပြင်းနေပြီလေဘာတွေကြည့်နေတာလဲအဲ့ဒီပေါ်ပဲကြည့်နေတာနော်တနေ့ကုန်တနေ့ကန်စကားလေးပဲပြောပါအောင်ပါဘယ်တဲ့စကားလေးပဲပြောပါအောင်တကယ်ပြင်းတာဗောအောင်စကားမပြောတော့ပြောပါအောင်ဒီပတ်လက်ပြောပါအောင်စကားလေးပြောပါအောင်တကယ်စကားလေးတစ်ခုလုံးပြောပါအောင်စကားလေးပြောပါအောင်ခိုင်းဆိုမှပြောတာပဲနားထောင်နေရတာလေပြောပါအောင်စကားလေးပြောပါအောင်စကားလည်းမထွက်တော့ပါစကားဒီကံမရှိတော့ဘူးအပန်းဒီကံမရှိတော့တယ်နော်အမဖြစ်ပြကြည့်လိုက်တော့အမဘာဖြစ်နေမှန်းကိုမသိတာအဲ့တော့မြေတုံးကြီးကြည့်ဒီနေ့ကောခေါင်းမိုးပဲကြည့်နေမင်းတစ်ချက်ပဲသူကြည့်နေတာအပေါ်နေရစကားလေးပြောပါအောင်မစကားလေးကြားချင်လို့နေ့လည်းပေါက်စားပြီးခေါ်ပေါက်စားအောင်လည်းမသိတော့ဘူးတဲ့အဲ့တော့ဘာတပည့်ကိုတိတာပေါက်စားဘာမှသူပြမဖြစ်နိုင်သူတိဘူး
အဲ့လိုဖြစ်တာအဲ့ဒါဘာဖြစ်တာမဟုတ်ဘူးအတကြီးလက္ခဏာဘောလေဒါလည်းပြောနိုင်တယ်တက်ကဆော့တယ်လေတက်ကဆော့တယ်မအေးရခင်3ခင်းရှော်ရတာဒီနေ့မနိုင်တော့ရှူးရပေါက်စားတော့နန်းစော်နေတော့ဒီနေ့အေးရခင်3ဆုံးရှော်ရပါတယ်ပပရဲ့ခါးတွေလည်းဆက်မရပေါင်တွေလည်းတန်းနေပါပြီပပရဲ့တလေးမနိုင်တော့ပါဘူးမနိုင်တော့ပါဘူးဒီနေ့တော့စကားကိုမပြောတော့တာတော့ကြာဘူးဒီနေ့တိတောအပြည့်တဲ့များကိုအသက်ရှည်ကျန်းမာနည်းများကိုမျှဝေမှာဖြစ်ပါတယ်။ကမ္ဘာတဝန်းမှာအသက်ရှည်ကျန်းမာတဲ့ပုဂ္ဂိုလ်များအင်္ဂါ3ချက်ရှိပါတယ်။နံပါတ်1ကတော့ဘယ်အစာကိုစားဘိုက်မပြည့်ပဲနဲ့ရက်လိုက်တာပါ။ဒါကြောင့်အသက်ရှည်ကျန်းမာခြင်းဘယ်တော့မှဘိုက်ပြည့်အောင်မစားပါနဲ့။နံပါတ်2ကတော့စိတ်ကောင်းရှိတာပါမေတ္တာစိတ်ရှိတာပါသူတို့ဘောင်းချမ်းသာစေခြင်းနဲ့စိတ်ဟာအသက်ရှည်ကျန်းမာစေပါတယ်နံပါတ်3ကတော့ဝါဒနာပါတဲ့အကျိုးရှိတဲ့အလုပ်ကိုတက်တယ်လို့လုပ်ခွင့်ရတာပါပဲဒါကြောင့်စီးပွားရှာတဲ့ခါမှာဖြစ်ပါစေဝါဒနာပါတာကိုလုပ်ပြီးတော့စီးပွားရှာရင်အသက်ရှည်ကျန်းမာပါလိမ့်မယ်နောက်ထပ်အသက်ရှည်ကျန်းမာတဲ့အကြောင်းများကတော့ဘယ်စာကိုစားကြီးချင်းအောင်ဝါသတာဖြစ်ပါတယ်ဒါကြောင့်သွားကျန်းမာအောင်ယူဆိုင်ကြပါအမားတွေတအားမစားပါနဲ့အချို့တွေတအားမစားပါနဲ့ညသွားတက်ပြီးရင်ဘာမှမစားပါနဲ့တော့အဲ့ဒါအသက်ကြီးကျန်းမာခြင်းအဓိကအကြောင်းတရားတစ်ခုပါအဲ့တော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့အခြေကိုတော့ကျွန်တော်ရေးတာဟောဒီကနောက်ကျမှသိရသောတန်ဖိုးအသက်နဲ့ရင်းရသောကျန်းမာရေးတွေ့ကြုံများပထမတွဲသက်နဲ့ရင်းရသောကျန်းမာရေးတွေ့ကြုံဒုတိယတွဲပေါ့ဒီစာအုပ်သုံးကိုဖတ်ရင်အပြည့်စုံပါပါမယ်ဒီစာအုပ်သုံးကိုကျွန်တော်မှားကြလို့ရှိရင်နာမည်ဖုန်းလိပ်စာပေးထားမယ်ဆိုရင်ကျွန်တော်တို့စာအုပ်ရောက်ငွေချီနဲ့ပို့မှာပါသုံးအောင်လုံးမှာ2000ပဲကျပါတယ်အဲ့တော့အရေးကြီးတဲ့ချက်လေးကျွန်တော်ပြန်ပြီးတော့ညှောက်ပေးပါဦးမယ်အရေးကြီးတဲ့ချက်လေးကတော့အသက်ရှည်ကျန်းမာခြင်းလို့ရှိရင်ကျွန်တော်တို့ဒီအစာကိုစားတဲ့အခါမှာရွေးချယ်ပြီးတော့စားပါဘာရွေးချယ်ရမလဲဆိုရင်ကြည်တဲ့အစားအစာဖြစ်ရပါမယ်ဆေးဘက်ဝင်တဲ့အစားအစာဖြစ်ရပါမယ်အာဟာရဖြစ်တဲ့အစားအစာဖြစ်ရပါအဲ့ဒါဆိုရင်တော့ဒါအသက်ရှည်ကျန်းမာပါဒီနေ့ခေတ်ဆိုးဆုံးကတော့ဘူးတွေပလင်းတွေအထုပ်တွေကိုလုံးဝမစားသင့်ပါဘူးအဲ့ဒီထဲမှာကင်မီကယ်တွေပါပါတယ်နောက်ပြီးတော့အစားအစာကိုမပေါ့အောင်ထည့်တဲ့ဖော်မလင်ဆိုတဲ့ဆေးပါပါတယ်လူတွေမပေါ့အောင်သုံးတဲ့ဆေးပေါ့အဲ့ဒါကြာစားလို့ရှိရင်အသေးကင်စားလည်းဖြစ်ပါတယ်နောက်ခဏလေးနဲ့လည်းဒါအသေးတူတယ်ပေါ့နော်ဒါကြောင့်အသက်ကြီးကျန်းမာခြင်းလို့ရှိရင်ကျွန်တော်တို့ဟောစိတ်ကိုလည်းပြင်မယ်အာဟာရကိုလည်းပြင်မယ်တကယ်အသက်ကြီးကျန်းမာပါဥပမာတစ်ခုပြပါမယ်ကျွန်တော်ကားနဲ့ဆင်းပေါ့နော်မြတ်စွာဘုရားကဟောပါတယ်အစားကိုများများစားလို့ရှိရင်ယောဂလည်းများတယ်အသက်လည်းတူတယ်အရွယ်လည်းကျပါတယ်အစားကိုနည်းနည်းပဲစားမယ်ဆိုလို့ရှိရင်ယောဂလည်းနည်းတယ်အသက်လည်းရှည်တယ်အရွယ်လည်းတင်ပါတယ်ဒါကြောင့်အစားကိုနည်းနည်းပဲစားပါညတာမစားရဟာမြတ်စွာဘုရားကညတာတော့ပြညတ်တာဟာအသက်ရှည်ကျန်းမာဖြစ်ပါတယ်အဲ့နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့လက်တူဥမာတူပေးပါမယ်ကားနဲ့စီးရှိတယ်ဆိုလို့ရှိရင်ဒီစည်းကဒီနေ့10နာရီမောင်းတယ်တနည်းဒီစည်းကဒီနေ့ကို10နာရီမောင်းတယ်ဆိုလို့ရှိရင်10နာရီမောင်းတဲ့ကားခဏလေးနဲ့ပြတ်ပါအဲ့တိုင်းမှာအစားကိုတအားဖိုင်မျိုးကြီးကျွန်တော်ပြည်ဟန်လောက်ပါပဲဒီခွန်းလေးကျွန်တော်မျိုးလေဘုရားသင်္ကန်းစာတွေများတယ်ရှိလိမ့်မယ်လေမြင်လင်းပါတယ်ဒီခွန်းလေးပတ်သက်ပြီးတော့မျိုးရဲ့အတွေ့အကြုံတွေရေးစားရလေကျွန်တော် comment မှာ message ပေးခဲ့လို့ရတယ်နော် channel နဲ့ဘုရားရဲ့အကြောင်းနဲ့ဟာတာပြီးမြင်တစ်ဆက်ပြီးပါမို့ကျွန်တော် channel like subscribe နဲ့ like subscribe နဲ့ပြီးနောက် review လေးပါနေခဲ့ပြီးတော့ဆွေးကြည့်ပါတယ်ကျွန်တော် channel အားပေးကြည့်ရှုသူတရားချင်းနဲ့ကျေးဇူးများတင်ပါတယ်နောက်ထပ်ပြန်တဲ့ဆရာ